စကားပြောကြည့်ဆိုစကားပြောကြည့်ရဒါပဲဒီကြီးကျန်းလားကျန်းတယ်ဘာဆက်လို့ဆက်ရှောင်းဟုတ်ဒီကြီးကျန်းလားကျန်းတာဗောဘာဆက်လို့ဆက်ကျန်းအောင်ကျွန်တော်ဆက်ကျန်းဟာ ဒီကြီးကျန်းလားကျန်းတယ်ကျွန်တော်ကျန်းလို့တော်လာရေးခီးလို့ပြောတာကျန်းတယ်ဘာဆက်လို့မြစ်ပြောင်တိုင်းဟာကျန်းတာဗောကျန်းတယ်ဟောက်ရမ်းကျန်းတယ်ဘာဆက်လို့စက်တိုက်မယ်ဒီကြီးကျန်းလားကျန်းတယ်ကျွန်တော်ဆက်တိုက်မနိုင်နိုင်အောင်တိုက်မယ်ဒီကြီးကျန်းလားကျန်းတယ်ဆက်ရှောင်းပါဒီခီးကကျန်းတော်မှာစုပ်ပြတ်တတ်နေတာပဲဟိုအများကြီးဆွန့်လို့ရတယ်အများကြီးပေးဆက်ရတယ်ဘယ်လိုပဲကြမ်းဘယ်လိုပဲပေးဆက်ရကိုထက်ဆိုးရတဲ့လူတွေအများကြီးရှိရယ်အဲ့ဒီအတွက်ကြောင့်ကိုလိုချင်တဲ့ပန်းနိုင်ကိုမရောက်မချင်းဘယ်လောက်ကြမ်းဆက်ပြီးတော့ရှောက်နေမှာဒီခေတ်ကစောင်းရမ်းကျန်းတယ်လူရောဘဝရောအနာဂတ်တွေရောရည်မှန်းချက်တွေရောအိမ်မက်တွေရောအကုန်လုံးစုပ်ပြတ်တတ်နေတာပဲဒါပေမဲ့စောက်ကြောတင်းပဲစောက်ယူမဆိုင်ဘူးလှုပ်เสียရှိတာတွေတွားเสียရှိတာတွေရှောက်เสียရှိတဲ့လမ်းတွေဆက်ရှောက်နေတယ်နေတိုင်းပဲမနာတိုင်းပဲဆက်ကျုံနေတယ်ကျန်းတာပါဗျာညီညွတ်လို့လည်းဘာမှထူပါအောင်ဟုတ်တာဆက်ရှောက်အောင်ပါပဲကိုရွေးချက်ပြီးတော့ယူဆက်ရှောက်အောင်ပါပဲအားမလျှော့နဲ့ဒီခီးကျမ်းပါတယ်ဒါပေမဲ့ပန်းနိုင်မြင်နေရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှေ့ဆက်ရှောက်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆို2021ဖေဖော်ဝါရီ1ရက်နေ့ကစပြီးတော့ကျွန်တော်ဟာပညာရေးစီဒီအန်အနေနဲ့ဒါပညာလက်နက်နဲ့စစ်ကောင်စီကိုကျွန်တော်တို့တော်လှန်ခဲ့တယ်ယနေ့ထိတိုင်ပဲဒါ CDM မှာပါဝင်ရင်းနဲ့ကြံ့ကြံ့ခံနေတယ်တစ်ဖက်ကနေဖန်စီနှိပ်စက်တပ်ဖြတ်တာတွေလေချောင်းအန်ရီတွေဒီလိုမျိုးကြားကနေယနေ့ထိတိုင်မှာကျွန်တော်တို့ဒါ CDM တွေကဒီနေ့ဒီချိန်ဒီကာလအထိအခက်ခဲကြနေတိုက်ပွဲဝင်နေတယ်သို့ပေမဲ့တော်လိုင်းကာလ၄နှစ်ကျော်ဒါလာတဲ့ကာလတစ်ခုမှာကျွန်တော်တို့အရွေးတစ်ခုကိုကောင်းကောင်းမြင်နေရပြီဖြစ်တယ်ဘလောက်ပဲဖိနှိပ်ပြီးစီကျွန်တော်တို့ဒါရုံးထွက်ပြီးတော့ဆက်ပြီးတော့တွန်းလှန်သွားပါမယ်ခင်ဗျကြမ်းတမ်းခဲ့ပါတယ်ဒီခီဒါပေမဲ့အခုဆိုလို့ရှိရင်အားလုံးသိပြီးတဲ့အတိုင်းညီမတို့ရဲ့တော်လန်ရေးဟာအောင်ကိုအောင်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခီဘလောက်ပဲကြမ်းညီမတို့ကပြီးတဲ့အထိကိုရအောင်ကိုဆက်လျှောက်ကြမှာပါအတူတကွခီးကျန်းလာဆိုကျန်းတာဗောလွယ်လွယ်ကူကူကိစ္စမှမဟုတ်တာနော်ရင်းရတာတွေရှိတယ်ရင်းရတာကိုကြီးတဲ့ရင်းရတဲ့လူတွေအများကြီးရှိတယ်ရင်းရတဲ့လူတွေအများကြီးရှိတယ်ရင်းရတဲ့ဘဝတွေအများကြီးရှိတယ်ဒီခီးကျန်းတယ်ဆက်လက်ပြီးကြံ့ခံဖို့အတွက်ပြောလိုပါတယ်ကျန်းပါတယ်ဒီခီးဘာဆက်လုံးမလဲဆက်တွန်းလှန်ရမှာပေါ့ဒါပဲရှိတာ nothing ဒါပဲဆက်တွန်းလှန်မယ်အိမ်ပြန်မယ် okayကိုကြည့်ရဒီခီးကျန်းလားဒီခီးကျန်းလားမကျန်းလားမမေးနဲ့6တောင်တစ်ချောင်းပဲရှိတော့တယ်ဘလောက်ကျန်းပါလဲဆက်လျှောက်ပဲနော်တော့မမေးတော့ဟလားအခုဒီခီးကျန်းလားကျန်းတယ်ထင်တာပူဆိုးတယ်ဒါပေမဲ့ဆက်ရှောက်နေဒီကြီးကျန်းလားကျန်းလာပြီးတော့တာမပဲ my friend ပေါ့နော်ဘာလို့လဲဆိုတော့ပြီးနေတဲ့ကောင်တော်လန်တော့ဒီလိုတွေ့ကြုံတွေကကြုံရမှာပဲအဲ့တော့ဒါတာမန်ပဲခကြီးကရှည်လဲရှည်လာပြီကိုမထင်ထားတဲ့ဟာတွေလည်းဖြစ်တော့ခကြီးကျန်းတယ်ပေါ့အဲ့တော့မထင်မှတ်ထားတာတွေကြုံရတာများတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်မလို့မလွယ်ကူတော့ကျန်းတာပေါ့အားဆက်လို့မလဲဆိုတော့ဒီတိုင်းလေးပဲသွားရအောင်ပါပေါ့ဘယ်တက်နိုင်မလဲမပြီးမချင်းတော့ရှောက်အောင်ပါပဲပေါ့ဒီကြီးကျန်းလားကျန်းတယ်ကျန်းမိမယ်လေကျွန်တော်တို့ရွေးခဲ့တာပဲဒီပါတည်တာဒီခီးကဒီခီးရဲ့ဒီ
အနေအထားထိကိုရောက်လာဖို့အတွက်ကိုကျွန်တော်တို့အများကြီးနဲ့လဲခဲ့ရတာဗျာအဲလဲခဲ့ရတဲ့မှာကျွန်တော်တို့မိဘတွေလည်းပါတယ်ကျွန်တော်တို့ယုံကြည်ချက်တွေပါတယ်ကျွန်တော်တို့ဘဝတွေပါတယ်အဲ့လိုပဲအကုန်လုံးကအဲ့လိုလဲခဲ့ရတာဗျာလဲခဲ့ရဆိုတော့ခီးရကျန်းတာပေါ့ ပိုင်းခင်းလမ်းမှုလျှောက်လာတာမဟုတ်ဘူးစုခင်းလမ်းမှလည်းတည်တယ်ဆိုပေမဲ့ဒီခီးကအသက်တွေရောဘဝတွေရောရင်းပြီးတော့လျှောက်နေရတဲ့လမ်းဖြစ်တယ်ပေါ့နော်ဒီတော့ကိုခန္ဓာလည်းနွမ်းလို့စိတ်ကလည်းပင်ပန်းရပါတယ်လို့ ဘာဆက်လို့ ဆက်တော်လမ်းမှာပေါ့ဖိုက်အောင်မှာပေါ့ တို့ဒီခရီးကျန်းလာ ဒီကိုင်မချန်ဒေဘူးကျွန်တော်2022မှာရန်ကုန်မှာစန္ဒပြတဲ့နေရာမှာတပွန်ရိုက်တဲ့ချင်းအပန်းခိုင်းရတယ်အင်းစင်တာမှာလေလာနေပြီးတပေမဲ့လုတ်ပေတယ်ဒီမှာအမဲဆုံမှာရောက်ပြီးကျွန်တော်တန်ကကြီးအများရှိလို့ဒီမှာကင်မရာကနေတယ်နော်ဒီမှာယုံရှိလို့တန်ကကြီးများလို့ကျွန်တော်ကိုအပေးတယ်ဒါဆိုရင်ဒီကိုင်မချန်တဲ့ဘူး